ထိုင်းနိုင်ငံမှာ 7-Eleven ဟာဘာလို့နာမည်ကြီးနေရတာလဲအခြားမက်တွေကရောဘာလို့သူနဲ့အပြိုင်မရှင်နိုင်ရတာလဲ 7-Eleven ထိုင်းနိုင်ငံရဲ့ convenience store ပြီးရင်ထိုင်းနိုင်ငံရဲ့ convenience store ဈေးကွက်ကိုကြည့်မယ်ဆိုရင် 7-Eleven ကဈေးကွက်တွေဝေစု80%ကျော်နဲ့လွှမ်းမိုးထားတာကိုတွေ့ရပါတယ်ဒါဟာရိုးရိုးရှင်းရှင်းစီးပွားရေးအောင်မြင်မှုတစ်ခုထပ်ပို့ပါတယ်အဲ့လွှမ်းမိုးမှုနောက်ကွယ်မှာခိုင်မာတဲ့အချက်၃ချက်ရှိပါတယ်နံပါတ်1အားကောင်းတဲ့မိခင်ကုမ္ပဏီ CP Orange စွမ်းအားထိုင်းနိုင်ငံက 7-Eleven ကို Chakron Pohan CP Group ရဲ့လက်အောက်ခံဖြစ်တဲ့ CP All Public Company Limited ကလုပ်ကိုင်နေတာပါ CP Group ကထိုင်းနိုင်ငံရဲ့အကြီးဆုံးအချမ်းသာဆုံးလုပ်ငန်းစုကြီးတွေကတစ်ခုဖြစ်ပြီးစားတောက်ထုတ်လို့ရင်ကြက်မွေးမြူရင်စံစမားစိုက်ပျိုးရေးစတဲ့လက်လီရောင်းချရင် Market Luton Textile Luton စက်သွေးရေးစတာတွေပါဝင်စီးပွားရေးလုပ်ငန်းပေါင်းများစွာကိုထိန်းချုပ်ထားပါတယ်ပြည်စုံနဲ့ထောက်ပံ့ရေးကွင်းဆက် supplier chain နဲ့ CP Group ဟာကုန်ကျန်းထုတ်လုပ်ရာကနေစားသုံးသူတွေလက်ထက်ရောက်တဲ့အထိကိုထောက်ပံ့ရေးကွင်းဆက် supply chain တစ်ခုလုံးကိုပိုင်ဆိုင်လို့နေပါထိန်းချုပ်ထားပါတယ်ဒီတော့ 7-Eleven ဟာကုန်ပစ္စည်းတွေကိုဈေးသက်သာစွာနဲ့လိုအပ်သလောက်အလွယ်တကူရရှိနိုင်ပါတယ်ရင်းနှီးနဲ့ဖြန့်ကျက်နိုင်မှုအင်အား CP Orange ကြောထောက်နောက်ခံကြောင်း 7-Eleven ဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုင်ခွဲပေါင်း14000ကျော်အထိကိုအလင်းမြန်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်နေရာတိုင်းလိုမှလည်းဈေးကွက်ကိုအရင်ဆုံးနေရာယူထားနိုင်ခဲ့ပါတယ်နံပါတ်2နေရာတိုင်းရောက်ရှိနေတဲ့စံတော့ Alphabetic and Standardization ထိုင်းလူမျိုးတွေရဲ့မရှိလို့ 7-Eleven သွားဝင်မယ်ဆိုတဲ့စကားပုံမျိုးကိုသုံးနှုန်းနေကြပါပြီနေရာအနှံ့မှာလည်းရှိတယ်မြို့ကြီးတွေမှာဆိုရင်လမ်းမတစ်ခုထဲမှာတော့ 7-Eleven ဆိုင်နှစ်ဆိုင်ကိုမျက်နှာချင်းဆိုင်ဒါမှမဟုတ်တစ်ခုနဲ့တစ်ခုမီတာအနည်းငယ်ကွာမှတွေ့ရနိုင်ပါတယ်ဒါဟာပြိုင်ဘက်တွေအတွက်ဈေးကွက်ဝင်ဖို့နေရာမချန်တော့တဲ့ပြိုင်ဆိုင်မှုတွေကိုပိတ်ဆို့ထားတဲ့နည်းဗျူဟာတစ်ခုဖြစ်ပါတယ်တသမတ်ထဲဝန်ဆောင်မှုပဲ 7-Eleven ကိုဝင်အေးခန့်စက်ထဲကအသင့်တော့အချွေရည်ကောင်တာတွေမှာအပူပေးခိုင်းလို့ရတဲ့အသင့်စားထမင်းမှုနဲ့ hot dog ready to eat ဘေးဆောင်တဲ့စနစ်တွေကလည်းတူတူပါပဲဒါစားသုံးတွေကိုယုံကြည်မှုနဲ့အကျွမ်းတဝင်ရှိမှုကိုပေးပါတယ်နံပါတ်3ထိုင်းယဉ်ကျေးမှုနဲ့ကိုက်ညီတဲ့ဝန်ဆောင်မှု culture fish 7-Eleven ဟာ American, Japan, France ပုံစံမျိုးဖြစ်ပေမဲ့ထိုင်းနိုင်ငံရဲ့နေထိုင်မှုပုံစံနဲ့အံဝင်ခွင့်ကြဖြစ်အောင်ပြုပြင်နိုင်ပါတယ်အစားအသောက်ဗဟိုပြုခြင်းထိုင်းလူမျိုးတွေဟာအပြင်းစားတွေကိုစားသုံးလို့ရှိပြီးတော့အမြန်စားအစားအသောက်တွေကိုနှစ်သက်ကြပါတယ် 7-Eleven ကရေသွေးကောင်းပြီးတော့ဈေးနှုန်းသင့်တဲ့အသင့်စားအစားအသောက် ready to eat food တွေကိုအမျိုးမျိုးကိုအမြဲတမ်းသစ်တွေထုတ်ပေးနေခြင်းဟာအဓိကအောင်မြင်မှုပါဘယ်ဆောင်ငွေသားထုတ်ခြင်းလျှက်စစ်မီတာကဖုန်းပေကဆောင်အွန်လိုင်းကဝယ်ထားတာတွေကိုငွေချေတာအထိ 7-Eleven ကဝန်ဆောင်မှုတွေပေးပါတယ်ဒါဟာတင်းငယ်တဲ့ဆိုင်နဲ့ဆိုင်မျှတာမကဘဲလူမှုဘဝအတွက်ဗဟိုချက် community hub တစ်ခုလိုဖြစ်နေပါတယ် 7-Eleven ပြိုင်ဘက်တွေကိုဘာလို့မရှင်နိုင်တာလဲတကယ်တော့ 7-Eleven ပြိုင်ဘက်တွေဟာလုံးဝမရှိတာမဟုတ်ပါဘူးရှိပေမဲ့ဈေးကွက်မှာတိတ်ပြီးတော့မထိုးဖောက်နိုင်ကြတာပါ Family Market ရခိုင်ပြိုင်ဘက် Family Mart ဟာအရင်က 7-Eleven ရဲ့အဓိကပြိုင်ဘက်ဖြစ်ခဲ့ပါတယ်ထိုင်းနိုင်ငံရဲ့ Center Group ကနေပိုင်းဆိုင်ထားပါတယ်ဆိုင်ရည်အတွက်ရရောဈေးကွက်ဝေစုရပါများစွာကွာခြားခဲ့လို့ Family Mart ဟာနောက်ဆုံးမှာတော့ဈေးကွက်ကနေထွက်ခွာသွားပြီးတော့ Top Daily လို့အမည်ပြောင်းခဲ့ပါတယ်Lawson 108ဂျပန်ခြေဆိုင်နောက်ထပ်နာမည်ကြီးမှတ်တစ်ခုဖြစ်ပေမဲ့ဈေးကွက်နေရာတွေကဘန်ကောက်မြို့အနီးတစ်ဝိုက်မှာသာအဓိကရှိပြီးတော့ 7-Eleven ကိုတနိုင်ငံလုံးအတိုင်းအတာအထိကိုဖြန့်ကျက်နိုင်ခဲ့ပါဘူး Mini Bixi Lotus Girlfriend ဒါတွေဟာ minimal လို့ခေါ်တဲ့ပုံစံမျိုးတွေဖြစ်ပြီး 7-Eleven ထက်တော့အနည်းငယ်ပိုကြီးတာလက်ဆက်တဲ့ဟင်းသီးဟင်းရွက်နဲ့အသားကအနည်းငယ်ကိုပါရောင်းချပါတယ်သူတို့ဟာ Bixi နဲ့ Lotus ရခင်က Tesco Luton ရဲ့လောက်ခံနေဖြစ်တဲ့ CP Group နဲ့ Central Group ရဲ့အားပြိုင်မှုနယ်ပယ်ထဲမှာပါဝင်နေပါတယ်အချုပ်အပြင်ဆိုရင် 7-Eleven ရဲ့ကြီးစိုးမှုဟာအင်အားကြီးမားတဲ့ CP Group ရဲ့ကြောထောက်နောက်ခံတနိုင်ငံလုံးကိုလွှမ်းခြုံထားတဲ့ဖြန့်ကျက်နိုင်စွမ်းထိုင်းစားသုံးသူတွေကိုလိုအပ်ချက်တွေကိုအတိအကျဖြည့်ဆည်းပေးနိုင်တဲ့ဝန်ဆောင်မှုတွေနဲ့ပေါင်းစပ်ရလက်ပဲဖြစ်ပါတယ်ဒါကြောင့်ထိုင်းနိုင်ငံမှာဆိုရင်လမ်းတောင်တိုင်းဒီမှာဒီလီမိုရောင်အစိမ်းအောင်ဆိုင်ဘုတ်တွေကိုအလွယ်တကူတွေ့မြင်ရတာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုစောအောင်ကြည့်ပြတဲ့ကျေးဇူးထူပဲတင်ရှိပါတယ်နောက်ရက်တွေမှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းအကြောင်းအရာမျိုးစုံတွေပြန်လာခဲ့ပါဦးမယ်ရှင်